အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပုံစားပေါ့နော်ပုံပြီးတော့စားတာပေါ့နော်ပုံစားတဲ့ထမင်းပါဒီနေ့မိုးကဘာချက်ထားလဲဆိုလို့ရှိရင်ဒီမှာဝတ်သားချိုးချက်လေးရပေါ့နော်ပြီးတော့ဒါပလက်6ကြော်လေးပြီးတော့ဒါတရက်သီးကြော်လေးပေါ့နော်တရက်သီးကြော်ရယ်တရက်သီးမဲ့ရယ်နဲ့စားမှာဖြစ်ပါတယ်ပေါ့နော်ဒီနေ့ကတော့ငှင်းလည်းအများကြီးမရှိဘူးဒီရှိတဲ့ငှင်းလေးနဲ့ပေါ့နော်ဒီလိုမျိုးပုံပြီးတော့စားမှာပါစားကြပါအောင်ရှင်ဒီလိုပုံစားရတော့လဲပေါ့နော်တမျိုးမိုးလို့ဆိုတော့ကတော့ဒီလိုမျိုးစားရတာပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဝတ်သားအချိုချက်လေးကျမထမင်းစားနှခမ်းထော်စားတော့ကျမမဟုတ်ဘူးမချောက်လေမချောက်စားတော့အာဆူးမှကြောက်တော့ရန်ကောင်းနှင်းကြိုနဲ့ဆိုပိုပြီးလိုက်တယ်ပေါ့နော်နှင်းကြိုကတော့မရှိဘူးတရက်ဒီကိုကြော်လိုက်ဖုတ်လိုက်ဖြစ်နေတရက်ဒီမှန်စားရပြီးတော့တရက်ဒီကိုကြော်ရပေါ့နော်နောက်လည်းကျန်တရက်ချင်းတုပ်စားမှာဒီလိုဝတ်သားအချိုချက်ဆိုရင်ဘာလို့ချောင်းကြော်ရဝတ်သားရနှင်းကြိုရဝတ်သားရနှင်းကြိုရတရက်ချင်းတုပ်အဲ့လိုဆိုအရန်လိုက်တာရှင်ရဆွေမျိုးမိန်အောင်နှင်းကောင်းဆိုရင်အဲ့ဒါပါကိုစားတဲ့ထမင်းရတယ်မိန်နေဆိုရင်နှင်းကောင်းမယ်ပေါ့နော်မိတဲ့ရချင်းနာပြည့်အရင်မမဲ့သေးတော့စားရချင်းအဒီပြဿနာတွေတမျိုးပြည့်ဒီမခွဲလို့အဲ့ဒါတွေရောက်လာတယ်အဲ့ဒီကောင်းတယ်ကျမဝတ်တဲ့နေကြလဲကြိုက်တာဝတ်သားဆိုထမင်းစားနှောက်ချက်တွေပေါ်လာနှောက်ချက်တွေကို
ဒီမှာနှင်းစားကြည့်ရနှင်းနဲ့စားလို့ဒီပါနှင်းများစားကဲဒါဆိုရင်တော့ဆက်ပြီးစားလိုက်ပါအောင်နော်